အားလုံးမင်္ဂလာပါဒီသင်ခန်းစာမှာတော့ counter app လေးတစ်ခုကိုကျွန်တော်တို့ဖန်တီးသွားမှာဖြစ်ပါတယ် counter app လေးဆိုတာအဲ့တော့ number value လေးတစ်ခုရှိရယ်ပြောချင်တာ number တစ်ခုရှိရယ်အပေါင်းပတ်တန်လေးနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ value လေးက increase ဖြစ်သွားတယ်တန်ဖိုးလေးကတိုးသွားတယ်ပေါ့နော်ကျွန်တော်တို့က minus button ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့တန်ဖိုးလေးက decrease ဖြစ်သွားတယ်လျော့သွားတယ်ပေါ့အဲ့တော့ default value ဖြစ်တဲ့0လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က reset ဆိုတဲ့ဟာလေးကို button လေးကိုနှိပ်လိုက်တာနဲ့0ဖြစ်သွားတယ်အဲ့တော့ဒီလိုမျိုး feature ပါတဲ့ counter app လေးတခုကိုကျွန်တော်တို့ဒါရိုးရှင်းနဲ့ရေးသွားမှာဖြစ်ပါတယ် okay ကျွန်တော်ကဘာလဲဆိုတော့ fora တော့ဆောက်ပြီးသားရှိရယ်အဲ့တော့ fora နာမည်ကိုကျွန်တော်ဘယ်လိုပေးထားလဲဆိုတော့ counter app ဆိုပြီးတော့ပေးထားတယ်ပေါ့နော်အဲ့တော့ main ဆိုတော့ကိုယ့်ကိုဆောက်လိုက်ပါနော်ဒါ fora ဆောက်တာပါမဟုတ်အဲ့တော့ code site ရေးတော့မယ်ဆိုတော့ကျွန်တော်ကဘာလဲဆိုတော့ file 3 file လိုအပ်တယ်အဲ့ဒါကဘာလဲဆိုတော့ index.html ဆိုတဲ့ file လေးတစ်ခုကျွန်တော်တို့ဆောက်လိုက်မယ်ပြီးရင်အဲ့တော့ဒီ HTML element တွေကိုပေါ့နော်ဒါ design UI လှအောင်ပေါ့နော်အလှပြင်မဲ့ style.css တကူကိုဆောက်လိုက်မယ်ပြီးပါလဲဆိုတော့ Sona ပြောရဲပါလဲဆိုတော့ interactive or ဒီအလုပ်လုပ်အောင်ပေါ့နော် function တွေလုပ်လုပ်အောင်ကျွန်တော်က JavaScript ရေးဖို့လိုတယ်ဒါအတွက်ဒီအတွက်ပေါ့နော်ကျွန်တော်က JS file တကူဆောက်လိုက်မယ်ဆိုတော့ကျွန်တော်ကဆိုလို့ရှိရင်အခုဆိုလို့ရှိရင် index.html file တစ်ပိုင်းရပြီအဲ့တော့ဒါ style.css တကူရတယ်ပေါ့နော်အဲ့တော့ style ကိုဒီနားမှာအလေးမှာထားလိုက်မယ်အဲ့တော့ဒါကတော့ index.html အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အခုဆိုလို့ရှိရင်ဒီဗီဒီယိုမှာတော့ဒါ JavaScript ကိုပဲ focus ထားတော့ပေါ့နော် index.html ဒီ HTML code နဲ့ CSS code ကိုကျတော့ copy ကူးလိုက်မယ်အဲ့တော့ index.html နဲ့ or style.css အတွက် copy ကူးဖို့ပေါ့နော် main ဆိုတဲ့လေကျွန်တော်ဒါဒီဗီဒီယိုရဲ့အောက်မှာ description အနေနဲ့ဒီ code တွေကိုကျွန်တော်ကဘာလဲဆိုတော့ provide လုပ်ပေးသွားမယ်ပေါ့ရှာပေးသွားမယ်ပေါ့နော်အဲ့တော့ဘာလို့ဆိုတော့ဒါတွေကဘာမှမဟုတ်လေနော် HTML CSS ကတော့ကျွန်တော်တို့ဒီ course ကတော့ HTML CSS ကိုလေ့လာနေရမှာမဟုတ် JavaScript ကိုလေ့လာနေရဒါကြောင့်ကျွန်တော်တို့က code တွေကို copy ကူးမယ်နော်အဲ့တော့ CSS ကို copy ကူးမယ်CSS ကိုတော့မယ်အဲ့တော့နည်းနည်းရှင်းပြမယ်ပေါ့နော်ဒါလေးကိုဒီ code လေးကိုနည်းနည်းရှင်းပြမယ်ဆိုတော့ index.html မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘာမှမဟုတ် HTML document လေးတခုကိုကျွန်တော်တို့ကဘာလဲဆိုတော့ရေးလိုက်တယ်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့တော့ JavaScript ကိုလေးချိန်ထားတယ်လို့ဘာလဲဆိုတော့ CSS ကိုလေးကျွန်တော်တို့ဘာလဲဆိုတော့ချိန်ထားတာရှိရပါတော့ဒါ style.css ကိုချိန်ထားတာရှိရဒါတော့ JS ပေါ့ဗျာပြောမှဆိုလို့ရှိရင်နော်ဒါတော့ JS ပေါ့ဆိုတော့ DIB ရှိရအဲ့တော့ DIB အောက်မှာ H1 တခုရှိရအဲ့ဒီမှာ ID ကိုကောက်လို့ပေးပြီးတော့0တခုရှိရအဲ့တော့ button 3ခုရှိရအဲ့တော့ပြီးရင် ID ကို decrease ရ reset ရ increase ရဆိုပြီးတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဗာလဲဆိုတော့ပေးထားရပေါ့အဲ့တော့ဒါလေးတွေကိုတစ်ချက်လောက်ကျွန်တော်ဖြတ်လိုက်အောင်မယ်ဘာလို့လဲဆိုတော့ code ကနေပါလာတော့ဗောနော်ဒါကတော့ JS code ဆို JS ကတော့ကိုယ့်အကိုရေးမယ်ဆိုတော့ဒါလေးတွေကမလို့အဲ့တော့ဒါလေးတွေကတော့ဒါရိုးရှင်းတဲ့ HTML document file လေးတစ်ခုပေါ့နော်ဆိုတော့အဲ့တော့ style တွေကိုတွားကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီနားလေးမှာတွားကြည့်မယ်ဆိုလို့ရှိရင် Google font လေးတစ်ခုကို import လုပ်ထားတယ်အဲ့တော့ဒါ global ဒီဘာလဲဆိုတော့ selector ကိုဒီဘာလဲဆိုတော့ page ကို reset ရှာလိုက်တယ်ပေါ့နော် margin တွေ padding တွေ0ထားလိုက်တယ်အဲ့တော့ဒီ page တစ်ခုလုံးကိုကျွန်တော်ကဘာလဲဆိုတော့ font family ဆိုတဲ့ဒီ font ပုံစံတွေကျွန်တော်ချိန်လိုက်တယ် pop-in တို့ဘာလို့ညာတော့တုံလိုက်တယ်ပေါ့နော်ဒီ Google ကနေ import လုပ်လိုက်တယ်ဟာအဲ့တော့ DIB post ဆိုတာဒီ DIB ဖြစ်မှာပေါ့အဲ့တော့ဒီ DIB ကိုကျွန်တော်ဘာလုပ်ထားလဲဆိုတော့ background color white ပေးထားတယ် padding တွေ border radius တွေပေးတယ်အဲ့တော့ minimum width ကို320ဆိုပြီးတော့ပေးထားတယ်အဲ့တော့ H1 အဲ့ DIB ထဲမှာရှိရဒီ H1 ပေါ့နော်ဒီ0တို့1 2 3တို့ပေါ်မဲ့ဟာကိုကြတော့တို့ကဘာလဲဆိုတော့ဒါ font size ကို80ပေးရ margin button တွေ color တွေshare ပေါ့နော်အဲ့တော့ button ပေါ့ button လို့ဆိုလိုက်တာ ਨੇ ပေါ့နော်ဒီ button 3ခုစလုံးကိုစားပြုတယ်ပေါ့နော်ဒီ button 3ခုစလုံးကိုစားပြုတယ်အဲ့ button အတွက်ကိုကြတော့ design လေးဆွဲဒီလိုပုံစံအဲ့တော့ဒါလေးတွေလေဒါ main ဆိုတော့နားလေစရာမလိုဗျာအဲ့တော့ဒါ CSS ကိုအခြေခံသိရဆိုလို့ရှိရင်ဒါလေးတွေကလည်းဘာမှမဟုတ်သိရ right အဲ့တော့ပြီးရင်ဘာလဲဆိုတော့ဒီ button တစ်ခုချင်းစီကိုအယောင်မတူအောင်ပေါ့နော်ရောင်မတူအောင်ဆိုတာဗျာကျွန်တော်ဒီလိုပုံစံဖြစ်အောင်ပေါ့အဲ့တော့ဒီမှာအယောင်မတူလေဒီအစိမ်းရောင်ဒါကတော့ဒီလို gray ရောင်ဒါကတော့ဒီ pan ရောင် orange လို့ပြောမလားအနီရောင်ပြောမလားအဲ့လိုအယောင်လေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တော့ decrease reset increase ဆိုပြီးတော့ဒီ ID ကိုခေါ်ပြီးတော့မလုပ်ထားလဲဆိုတော့ color လေး shade ထားတယ်အဲ့တော့ hover လုပ်လိုက်တာ ਨੇ ဗာလဲဆိုတော့ translate လုပ်လိုက်တယ် translate wine ဆိုတော့အပေါ်အောက်ရွှေ့ရပါဗျာအဲ့တော့ပြောချင်တာဒီလို hover တင်လိုက်တာ ਨੇ နည်းနည်းဗာလဲဆိုတော့အပေါ်အောက်ရွေးဝအောင်တို့တွေကဗာလဲဆိုတော့ဒီ translate wine ကျွန်တော်လုပ်ထားရပေါ့နော်အဲ့တော့ဒါ active ဖြစ်တယ်ဆိုလို့ရှိရင်နည်းနည်းလေးကြီးသွားတယ်ပေါ့ scale လုပ်တယ်ဆိုတော့ကြီးရယ်ဆိုတာလေးပြောချင်တာအဲ့တော့ဒါကတော့ design ကတော့ဒီလောက်ပဲဒါပေမဲ့
အခုဆိုတာဒီကျွန်တော်တို့ကဒီ JavaScript mini project course မလို့ဗျာဒါတွေကဒီ design တွေအဲ့လောက်အရေးမကြီးဘူးเนาะဆိုတော့ကျွန်တော်တို့အဲ့ကြောင့်ねဒီ CSS ကိုပိတ်လိုက်တော့မယ်အဲ့တော့ဒီ index.html ကို copy path နဲ့ဒီ line ကြောင့် copy ကူးပြီးတော့ browser မှာတွားပြီးတော့ run လိုက်မယ်အဲ့တော့ run လိုက်တော့ကျွန်တော်ဒီလိုလေးမြင်ရတယ်အဲ့တော့ဒီဘက်က design နဲ့ exactly ဘာလဲဆိုတော့ the same ပဲကွာဒါမဲ့ဒီဘက်ကဟာကျတော့ demo မလို့ကျွန်တော်တို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်အလုပ်ဝါးကြီးအဲ့တော့ဒီဘက်မှာကျတော့နှိပ်တယ်ဆိုလို့ရှိရင်ဘာတစ်ခုမှအလုပ်မှမဟုတ်ဆိုတော့ကျွန်တော်ကဘာလုပ်ဖို့လိုလဲဆိုတော့ဒါ JavaScript code တွေပါညာကျွန်တော်ထည့်ဖို့လိုအပ်လာနော်ဆိုတော့အဲ့လိုရှိရင်ကျွန်တော်တို့ JavaScript code စထည့်ရမယ်အဲ့တော့ law တွေဒီမှာဒီဘာလဲဆိုတော့ဒီ element ကိုကျွန်တော်ခေါ်လိုက်မယ်ဘယ်ကနေခေါ်မလဲဆိုတော့ဒီကနေခေါ်လိုက်မယ်အဲ့တော့ variable လေးတစ်ခုတတ်မှတ်လိုက်မယ်အဲ့တော့ variable တစ်ခုကို count count element လို့ပြောလိုက်မယ်အဲ့တော့ document တော့အဲ့တော့ကျွန်တော်တို့ get element by id လို့ဘာလို့ညာတော့သုံးလို့ရတယ်ဗျာအဲ့တော့ query selector လို့ဘာလို့ညာတော့လေသုံးလို့ရတယ်ထားလိုက်ပါတော့ query selector ကိုသုံးရမယ်ဗျာဒီလိုပုံစံအဲ့တော့ query selector သုံးမယ်ဆိုလို့ရှိရင် id ဆိုလို့ရှိရင် hashtag class ဆိုလို့ရှိရင် dot အဲ့တော့ hashtag အဲ့တော့ဘာလဲဆိုတော့ count ဘောနော် id ကို count လို့ပေးထားတော့ကျွန်တော်တို့ count ဆိုတော့ဒီလိုလေးလှုပ်လိုက်တာ ਨੇ ဒီ count element ကနေ count element ဆိုတာ variable ပေါ့နော်ဒီ go down ထဲမှာကျွန်တော်တို့ဘာလဲဆိုတော့ဒီ count ဆိုတဲ့ဒီ element ကိုထည့်လိုက်တာအဲ့တော့တကယ်လှုပ်လားမလှုပ်လားဆိုတာကျွန်တော်စမ်းကြည့်အောင် console log နဲ့ဘာလဲဆိုတော့ဒီ count count element ကိုကျွန်တော်ထုတ်ကြည့်လိုက်မယ် inspect နဲ့ပေါ့နော်အဲ့တော့ဒီ inspect နှိပ်ပြီးတော့ console မှာတွားကြည့်လိုက်မယ် refresh လုပ်တယ်ဆိုလို့ရှိရင်ဒီမှာ count ဆိုတဲ့ဟာလေးကိုကျွန်တော်ရတယ်ပေါ့နော်sorry ဒီလိုဖြစ်နေနော်အဲ့တော့ဒီနားလေးမှာရတယ်ဒီမှာတလားနော် okay အဲ့ဆိုလို့ရှိရင်အဓိပ္ပာယ်ကဒီ index.html မှာရှိရဲ့ဒီ count element ကိုရှာသွားတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်အဆင်ပြေသွားတယ်အဲ့တော့တစ်ခုပေါ့အဲ့တော့ဒီ element ကိုရတာပဲရှိသေးတယ်ဗျာဒါနှိပ်လိုက်တာ ਨੇ ဒီ count ကိုပြောင်းအောင်ကျွန်တော်ကလောက်ရမှာဆိုတော့နှိပ်တယ်ဆိုတဲ့အလုပ်ကပေါ့နော် JavaScript မှာပါလဲဆိုတော့ဒီ on click ဆိုတဲ့ method ကိုသုံးလို့ရတယ်ဒီမှာပဲတခါရေးလိုက်တော့ increase increase ဆိုတဲ့ method လေးကိုထည့်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာထည့်မလဲဆိုတော့ de on click နော် on click နှိပ်လိုက်တယ်ဆိုလို့ရှိရင် decrease decrease ဆိုတဲ့ method လောက်လုပ်မယ်ပြောချင်တာ function လောက်လုပ်မယ်လို့ပြောချင်တာ method တော့မဟုတ် function လို့ကျွန်တော်ခေါ်နေကြအဲ့တော့ reset ဆိုတဲ့ button နှိပ်လိုက်တာ ਨੇ အဲ့တော့ on click ဆိုတဲ့နှိပ်လိုက်တာ ਨੇ ဆိုတဲ့ဟာလေးကိုပြောချင်တာ reset ဆိုတဲ့ button လေးကိုနှိပ်လိုက်တာ ਨੇ ဟို reset ဆိုတဲ့ function အလုပ်လုပ်မယ်ဒါပေမဲ့ဒီ function တွေရှိနေပြီလားဆိုတော့မရှိသေးဘူးအခုမှကျွန်တော်တို့ကသွားပြီးတော့ဒီမှာတတ်မှတ်လိုက်မယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့က function လေးတစ်ခုရေးလိုက်မယ် function ကဘာလဲဆိုတော့ increase increase ဆိုတဲ့ function လေးတစ်ခုရေးလိုက်မယ်အဲ့တော့အလုပ်လုံးမလုပ်ကို console log တင်နဲ့ဘာလဲဆိုတော့ increase console log တင်နဲ့ကျွန်တော်ကြည့်လိုက်မယ်အဲ့တော့ increase ဆိုတဲ့function ကတော့ရေးလိုက်ပြီအဲ့တော့ decrease နဲ့ reset လို့အပ်တယ်ပေါ့နော်အဲ့တော့sorry funct function decrease decrease ref pattern ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့တော့ဒီ method အလုပ်လုပ်မယ်တို့မို့ဒီ function အလုပ်လုပ်မယ်လို့ပြောချင် decrease decrease အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ function အဲ့တော့ reset ဒီ reset ဆိုရဲအဲ့တော့ဒီ reset ဆိုရဲ pattern ကိုနှိပ်လိုက်တာ ਨੇ ပေါ့နော်အဲ့တော့ reset ဆိုရဲ function အလုပ်လုပ်မယ်ဗျာအဲ့ဆိုလို့ရှိရင် reset ဆိုရဲ function အလုပ်လုပ်လာ console log ထုတ်ကြည့်လိုက်မယ်ဒီလိုလေးအခုကကျွန်တော်တို့ဘာတစ်ခုမှလုပ်တာမရှိသေးဘူးအဲ့တော့ဒီ count ဆိုရဲဒီ h1 ဆိုရဲဒီ value တွေကိုပေါ့နော်ဒီ inner html တို့မို့ဒီ text content ပေါ့နော်ဒီကောင်ကို chain လုပ်ဖို့လုပ်လို့ရအောင်ဗာလဲဆိုတော့ JavaScript ကနေ handle လုပ်လို့ရအောင်ဒီနားလေးမှာခေါ်လိုက်ပြီအဲ့တော့ document.query selector နဲ့ပေါ့နော်ခေါ်ပြီးတော့ count element ဆိုရဲ variable ထဲမှာထည့်လိုက်တယ်အဲ့တော့ဒါပဲရှိသေးတယ်နောက်တစ်ခုကဗာလဲဆိုတော့ increase ရ decrease ရ reset ရဆိုပြီး function 3ခုရေးလိုက်တယ်အဲ့ function တစ်ခုချင်းစီကို button ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ဒီနားလေးမှာခေါ်လိုက်တယ်ဒါကိုခေါ်လိုက်တယ်လို့ခေါ်ရယ်နော်ဒါ function ခေါ်လိုက်တယ်ဗျ invoke လုပ်တယ်လို့လည်းခေါ်တယ်ဒီဆိုတော့တော့ပြ refresh လုပ်မယ်အဲ့တော့ဒါလေးကိုနှိပ်လိုက်တာ ਨੇ ဒါ increase ဆိုတဲ့ဟာလေးမြင်ရတယ်ဒါလေးကိုနှိပ်လိုက်တာ ਨੇ decrease အဲ့တော့ reset ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ reset ဆိုတဲ့စာသားလေးကိုကျွန်တော်မြင်ရတယ်အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့အဲ့ button ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အလုံးလုံးနေပြီဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ပေါ့နော်ဒါတော့ဒီအပေါ်မှာဗျာကျွန်တော်ကစားလို့ရအောင်နောက်တဲ့ variable လေးတစ်ခုစောက်ထားမှာအဲ့ဒါဘာလဲဆိုတော့ count loss 0လို့ထားလိုက်
တော့အတိတ်ပဲကဘာလဲဆိုတော့အဲ့တော့ increase ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ ဒီ count element မှာcount element ရဲ့ဘာလဲဆိုတော့ဒီ text content ပေါ့နော် inner html တို့မို့ text content မှာပေါ့နော်လောလောဆယ်ဒီ count လို့ထည့်လိုက်မယ်ဗျာဒီ count လောဆယ်0လောဆယ်10လို့ထည့်လိုက်မယ်ဗျာအဲ့တော့အတိတ်ပဲကဘာလဲဆိုတော့ဒီ count ဆိုတဲ့ variable ထဲမှာ10ဆိုတဲ့ value ကိုထည့်လိုက်တယ်အဲ့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့က button ကိုဒီ increase ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ ပေါ့နော်ဒီ increase ဆိုတဲ့ function လုပ်မယ်အဲ့ function ကဘာလုပ်လဲဆိုတော့ဒီ count element ပေါ့နော်ဒီ element count element ဆိုတာ ਨੇ ဒီ count ပေါ့နော်ဒီကောင်ထဲမှာဘာကိုထည့်မလဲဆိုတော့ဒီ text content ဆိုတဲ့ method ကို function ကိုသုံးပြီးတော့ဒီ count ထည့်လိုက်တယ်အဲ့ဆိုလို့ရှိရင်10ဆိုပြီးတော့ဝင်သွားမှာဗျာအဲ့တော့သွားပြီးတော့ refresh လုပ်တယ်နှိပ်တယ်ဆိုလို့ရှိရင်10ဆိုပြီးတော့ဝင်တယ် okay အဲ့တော့ my ပါကျွန်တော်တို့က10ဆိုပြီးတော့ထည့်ရမှာမဟုတ်လောလောဆယ်0လို့ပဲထည့်ရမှာအဲ့တော့အဲ့ဆိုလို့ရှိရင်ဒီအပေါ်မှာဗျာမထည့်မီမှာအဲ့တော့ဒီ count ကို copy ကူးမယ်ဘာလုပ်မလဲဆိုတော့ဒါ plus ပေါ့နော် plus ဆိုတာတစ်တိုးတာဗျာတခါနဲ့ရင်တစ်တိုးတယ်လို့ပြောရင်းလားအဲ့တော့တစ်တိုးတယ်ဒီမှာ0ဆိုလို့ရှိရင်နှိပ်လိုက်တယ်နဲ့တစ်တိုးမယ်ပြီးရင်ဒီနားလေးမှာကျွန်တော် assign ရှာလိုက်မယ်ဒီ count element ထဲမှာ assign ရှာလိုက်တယ်အဲ့ဆိုလို့ရှိရင်တစ်တိုးရမယ်အဲ့တော့နောက်တစ်ခါနှိပ်လိုက်တာနဲ့အဲ့တော့တစ်ဖြစ်သွားတယ်လေနောက်တစ်ခါနှိပ်လိုက်တယ်နဲ့နှစ်ဖြစ်သွားမယ်ပြီးရင်အဲ့နှစ်ကိုဒီ count element ဆိုရဲဒီထဲမှာကျွန်တော်တို့ဒီ h1 ထဲမှာ assign ရှာလိုက်တယ်ပေါ့ဗျာအဲ့တော့ဒီနားလေးမှာဒီမှာတိုးနေပြီ that's so wonderful right very easy အဲ့တော့လွယ်တယ်အဲ့ဒါလို့ရှိရင် increase ပြီးသွားအဲ့တော့ decrease ကြတော့ဘယ်လိုလဲအဲ့တော့ decrease လေးဒါနဲ့တော့တူတယ်ဗျာဒါပေမဲ့ဒီတစ်ခါဒီ count ဆိုတဲ့ကောင်ခေါ်ပြီးတော့ဘာလုပ်မလဲဆိုတော့အဲ့နှုတ်မှာဒါတစ်နှုတ်မှာတစ်ခါနှိပ်တာနဲ့တစ်နှုတ်တယ် minus ဆိုတာတစ်စီနှိပ်တာနှုတ်တာအဲ့တော့ plus ဆိုတာတစ်စီပေါင်းတာတစ်ခုစီပေါင်းတာပေါ့နော်အဲ့တော့နှုတ်မယ်နှုတ်ပြီးတော့ဘာလုပ်မလဲဆိုတော့အစောနာလိုပဲဗျာဒီ count element ပေါ့နော်အဲ့ h1 ထဲမှာပဲပေါ့နော်text content ဆိုတဲ့ method ကိုသုံးပြီးတော့ဒီ count ကိုကျွန်တော်ထည့်လိုက်မယ်နော်အရင်လိုရဗျာကျွန်တော် refresh လုပ်မယ်အဲ့တော့ပေါင်းနှိပ်လိုက်တယ်ဆိုလို့ရှိရင်တိုးရတယ်နှုတ်နှိပ်ရတယ်ဆိုလို့ရှိရင် short ရတယ် that's so good right အဲ့ဒါလို့ရှိရင်အဲ့တော့ reset ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ ဒီ reset ဆိုတဲ့ button ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်0ပဲပြန်ထည့်ချင်တယ်ဒါဆိုလို့ရှိရင်လွယ်လေးပဲလေဒီ count ထဲမှာကျွန်တော်0ထည့်လိုက်အောင်ထည့်ပြီးတော့ count element ထဲမှာဒီ count ထပ်ပြီးတော့ assign ရှာလိုက်မယ်အဲ့တော့0လောက်လိုက်တယ်ပြီးရင် assign ရှာလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပြီးသွားပြီကျွန်တော်တို့ဒီဘာလဲဆိုတော့ဒီ counter app ကတော့ပြီးသွားပြီအဲ့တော့ပထမဆုံးအနေနဲ့0လို့ပေါ်တယ်အဲ့0ကဘယ်ကနေပေါ်ရလဲဆိုတော့ဒီကနေပေါ်နေတာပေါ့နော်ဆိုတော့နှိပ်လိုက်တာ ਨੇ ဘာဖြစ်မလဲဆိုတော့ဒီကောက်ကိုနှိပ်လိုက်တာ ਨੇ increase rate method လုပ်မယ်အဲ့တော့ increase rate အဲ့ increase rate method ကဆိုလို့ရှိရင်ဒီကောက်ကိုတစ်စီတိုးလိုက်တယ်0ကနေ1ဖြစ်သွားတယ်ပြီးရင်တိုးပြီးတာ ਨੇ ကျွန်တော်တို့ဒီ count element ဆိုရယ် h1 ထဲမှာထည့်လိုက်တယ်ဆိုတော့တိုးရတယ်ဗျာတခြားဟာတွေအကုန်လုံးလည်းအဲ့လိုပဲလုပ်တယ်နော်အဲ့တော့နှိပ်လိုက်တာ ਨੇ ဖြစ်သွားတယ်လျှော့သွားတယ် reset နှိပ်လိုက်တယ် ਨੇ 0ဖြစ်သွားတယ် okay ဒါကတော့ဒါ pure javascript မှာပေါ့နော်ကျွန်တော်ကဒီပေါ့နော်ဒီ javascript pure javascript ကိုသုံးပြီးတော့ counter app လေးတစ်ခုကိုပေါ့နော်ရိုးရိုးရှင်းရှင်းဘယ်လိုပုံစံတိဆောက်မလဲဆိုတဲ့အားလေးကို major ကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်အားလုံးနားလည်ကြမယ်လို့ထင်ပါတယ် see you ပါ